မင်းကရုံထွက်လို့မရတဲ့တန်တရားထဲမှာပိတ်မိနေတယ်အသက်ရှူဖို့ကြိုးစားရင်လည်းမင်းသိနိုင်တယ်မရှူဘဲနေရင်လည်းမင်းသိမှာပဲ6 လလောက်ကြာတဲ့အခါမင်းက6 လက်မအရွယ်လောက်ရှိလာပြီဒါပေမဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာတော့ဘယ်တော့မှမပြောက်တဲ့ဒဏ်ရာဒဏ်ချက်တွေနဲ့ပေါ့မင်းရဲ့အကြီးကွန်တန်ကြက်ကတွေမှာအကြောင်းတွေထင်နေပြီစူးတောင်တွေကလည်းပြတ်တောက်နေပြီခုဆိုနွေရာသီကစတင်နေပြီမြစ်ချောင်းတွေကရေတွေခန်းချောက်လာပြီငါးတွေကရေအိုင်ချင်းချင်းလေးထဲမှာပဲတိုးဝှေ့နေကြတယ်။နေရာချင်းလေအောက်ဆီဂျင်နည်းလေဖြစ်ပြီးရန်သူတွေကလည်းပိုများလာတယ်။မင်းကရေချိုးကန်လောက်ပဲရှိတဲ့ရေအိုင်ကြီးထဲမှာအရှား930လောက်နဲ့အတူပိတ်မိနေတယ်။မင်းရဲ့ဗဟတ်တွေကလည်းအဲ့ဒီရေထဲကနေအောက်ဆီဂျင်မထုတ်နိုင်တော့ဘူး။ဒါကြောင့်မိနစ်20ကြာတိုင်းရေမျက်နှာပြင်ပေါ်ကိုတက်ပြီးအသက်ရှူနေရတယ်။ရေတိမ်ပိုင်းမှာဗျိုင်းတဲ့ကောင်ကလည်းမလုံမချက်ပဲစောင့်နေတယ်။အစုံနဲ့အသက်ရှူတဲ့တရားဝါတွေတစ်ချိန်ချိန်မှာရေပေါ်တက်လာမယ်ဆိုတာကိုသူသိနေတယ်။မင်းအသက်မရှူပဲအောင့်ထားတာ43မိနစ်ရှိသွားပြီ။အဆုပ်တွေနာကျင်လာပြီးအမြင်အာရုံတွေကလည်းဝေဝါးလာတယ်။ဗျိုင်းကမရွေ့သေးဘူး။မင်းကလည်းဆက်ပြီးမအောင်နိုင်တော့ဘူး။မင်းရဲ့အသက်ရှူပေါက်လေးရေပေါ်ပေါ်အောင်ဖြည်းဖြည်းချင်းတက်လာတယ်။ပြန်ငုပ်ဖို့အစဉ်သင့်ပြင်ထားပေမဲ့ဗျိုင်းရဲ့နှုတ်သီးကအရှိန်နဲ့ကျလာတယ်။မင်းကရှောင်လိုက်လို့ခေါင်းကိုမထိပေမဲ့ခန္ဓာကိုယ်ဘေးဘက်ကိုတော့ထိသွားတယ်။နောက်ထပ်အမြဲတမ်းကြိမ်မဲ့အကြောင်းတစ်ခုထပ်တိုးသွားပြီးမင်းကိုရေပေါ်ကိုတဝက်လောက်မတင်လိုက်တယ်။မင်းသားလောင်းဘဝတုန်းကလိုပဲတကူလုံးပြော့ခွေပြီးတည်ကျင်အောင်ဆောင်လိုက်တယ်။မင်းရဲ့လေးချိန်ကြောင့်ဗျိုင်းနဲ့ခဏတာအနားယူဖို့ပြင်ဆင်လိုက်တယ်။အဲဒီခါမင်းကအစွမ်းကိုလွတ်အောင်ယုံခါလိုက်တယ်။ရေထဲကိုကျတာနဲ့ရွှွန့်ထဲကိုဝင်ပြီးပုံနေလိုက်တယ်။ဗျိုင်းကရွှွန့်ထဲကို4 ချိန်လောက်ထိုးဆွပြီးရှာဖွေတယ်။မင်းကိုရှာနေတော့မှမင်းအသက်အောင့်ထားရပြန်တယ်။10 မိနစ်လောက်ကြာမှတော့ဗျိုင်းကလက်လျှော့ပြီးထွက်သွားတယ်။ရေအိုင်ကတဖြည်းဖြည်းခန်းချောက်လာပြီးနောက်3 ရက်လောက်ဆိုရင်လုံးဝခန်းချောက်သွားတော့မယ်။နောက်ထပ်ရေအိုင်အသစ်ရှာဖို့ကုန်းပေါ်ကိုလမ်းလျှောက်ပြီးဖြတ်ကျော်ရတော့မယ်။ဒါပေမဲ့တူတောင်းလုံးနဲ့မင်းရဲ့စူးတောင်တွေကကုန်းပေါ်မှာလမ်းလျှောက်ဖို့အလွန်နှေးကွေးလွန်းတယ်။ကုန်းပေါ်တက်ဖို့ကြိုးစားခဲ့တဲ့ငါးတွေဘာဖြစ်ကုန်လဲဆိုတာမင်းသိပါတယ်။ကုန်းပေါ်မှာတောင်တင်းတဲ့ငါးအများစုကတော့နောက်ထပ်2 လအထိအသက်မရှင်နိုင်ကြဘူး။ဒါဟာမျိုးပွားရာသီလည်းဖြစ်တယ်။မြစ်ထဲမှာရှိတဲ့အရွယ်ရောက်ပြီးသားငါးတွေကမြစ်အထက်ပိုင်းကိုဆန်တက်နေကြတယ်။ဥရိရှင်သန်မှုအကောင်းဆုံးဖြစ်တဲ့ရေနက်ပိုင်းစီကိုပေါ့။အဲ့ဒီမှာမင်းကငါးမတစ်ကောင်ရဲ့အနံ့ကိုရလိုက်တယ်။သူကပိုကြီးပိုတမ်းမှပြီးအရှားအထီး3 ကောင်ကလည်းကတ်လာတယ်။အနာကတ်ကိုကြိုးစားပေမဲ့မင်းကအရန်နှီးနေတယ်။3 ရက်တိုင်တိုင်မင်းကကြိုးစားပေမဲ့မင်းထက်ပိုမြန်တဲ့အခြားအထီးတွေကမင်းကိုကြော်တက်သွားကြတယ်။အဲ့ဒီအကောင်တွေကမင်းထက်အသက်လဲငယ်ကြတယ်။အကြီးကွန်ချောမွေးတဲ့ငါးတွေကမင်းထက်အရင်မျိုးပွားမဲ့နေရာကိုရောက်သွားကြတယ်။မင်းရဲ့အသက်ကိုကယ်တင်ခဲ့တဲ့တန်ကြက်ကကြီးကွန်တွေကပဲခုတော့မင်းကိုမျိုးပွားဖို့အတွက်အနှောက်အယှက်ပေးနေပြီ။4 ရက်မြောက်နေ့မှာတော့မင်းကအရန်ကိုစိတ်ပြတ်အားငယ်သွားတယ်။ရေအိုင်လေးတစ်ခုထဲမှာတကောင်နဲ့မျိုးပွားဖို့ကြိုးစားခဲ့မိတယ်။မင်းရဲ့တုပ်ဘိုးတွေကိုဗလာဖြစ်နေတဲ့ရေအိုင်ထဲကိုထုတ်လွှတ်လိုက်တယ်။အဲ့ဒီမှာအမလည်းမရှိဘူး၊ဥလည်းမရှိဘူး။စင်ငယ်ပြစ်စင်ရမင်းလှုပ်ဆောင်ရမယ့်တခုတည်းသောတာဝန်မှာရှုံးနေသွားပြီ။နောက်ထပ်1 လလောက်ကြာတဲ့အခါအဲ့ဒီရေအိုင်ကပျောက်ကွယ်သွားပြီ။ကြံရစ်တာကတော့အက်ကွဲနေတဲ့ရွှွညိုနေနဲ့ငါးအသေးကောင်တွေပဲ။မင်းရဲ့ရင်ဖက်စူးထောင်တွေကိုရွှွန့်ထဲမှာထောက်ပြီးစတင်လမ်းလျှောက်ရတော့မယ်။ကိုရှေ့ကိုအားဆိုင်ပြီးဆွဲယူနေရတယ်။စူးထောင်တွေကိုဂျိုင်းနောက်လိုသုံးပြီးခန္ဓာကိုယ်ကိုမွေလိုတွန့်လိန်ပြီးတွားနေရတယ်။မင်းကတနာရီကို9 ပိနှုံမဲ့သွားနိုင်ပြီးနောက်ထပ်ရေအိုင်ကတော့ဂိုက်300အတွင်းမှာရှိတယ်။ဒီခရီးကမင်းအတွက်နာရီပေါင်း60ကြာလိမ့်မယ်။နောက်ပြီးမင်းကနေကင်းဘက်အပူဆုံးအချိန်မှာသွားနေရတာ။ဘာဖြစ်လို့လဲဆိုတော့ညဘက်ဆိုရင်ကြက်တစ်တွေကမြစ်ကမ်းနားမှာအမဲလိုက်တာကြောင့်ဖြစ်ပါတယ်။မင်းမှာအဆူထက်အမြဲလိုတယ်။မဟုတ်ရင်မင်းရဲ့ဘက်ဟတ်တွေပိတ်သွားလိမ့်မယ်။ဆယ်ပေသွားပြီးတိုင်းတစ်ခါနားပြီးအသက်ရှူရတယ်။ဖြူရောင်ဖြော့ဖြော့ရွှွညွန့်ပေါ်မှာမင်းရဲ့အမဲရောက်ခန္ဓာကိုယ်ကအထင်သားပေါ်နေပြီးအန်ဒီရဲ့နဲ့တွေ့ကြုံနေရပြီ။ငှက်တစ်ကောင်ကပြန်တန်းလာပြီးမင်းနားမှာဆင်းသက်လိုက်တယ်။သူကခေါင်းကိုဆောင်းပြီးမင်းရဲ့အခြေအနေကိုလေ့လာနေတယ်။အဲ့ဒီအချိန်မှာနောက်ထပ်အရာတစ်ခုလှုပ်ရှားလာတယ်။အတောင်ပံအကျဲရှောက်ပေရှိတဲ့မာရှယ်သိန်းငှက်တစ်ကောင်မီတာ200အမြင့်ကနေထိုးဆင်းလာတာ။ဒါပေမဲ့သူလိုက်နေတာကမင်းကိုမဟုတ်ပဲပိန်ငင်းငှက်နောက်ကိုလိုက်နေတာ။ပိန်ငင်းငှက်လည်းအော်ဟစ်ပြီးပြန်ပြေးသွားတယ်။သိန်းငှက်ကတော့မင်းကိုမကြည့်ပဲပူကောင်းတဲ့သားကောင်နောက်ကိုပဲလိုက်သွားတော့တယ်။မင်းကဆက်လျှောက်တယ်။ဒီလိုနဲ့နိုင်20ကျော်ကြာသွားပြီ။ဒါကရေအိုင်စီရောက်ဖို့လမ်းတစ်ဝက်ပဲရှိသေးတယ်။မင်းရဲ့ရေရက်တွေစုပ်ပြတ်နေပြီအကြီးကွန်တွေကလည်းအကွဲနေပြီဒီချိန်မှာပဲနက်ချိုင်းနဲ့တုံဟီးတန်ကြီးကြားလိုက်ရတယ်အတန်ကပိုနီးလာပြီးမြင်းအထက်ပိုင်းစီကနေလာနေတာရှောက်တွေ့နေတဲ့မြစ်ကျမ်းပြင်ရဲ့အထက်မှာ10 ပေလောက်မြင့်တဲ့ရေလှိုင်းကြီးတွေကိုတွေ့လိုက်ရတယ်ဆူနာမီလိုမျိုးမြစ်ကျမ်းပြင်တွေကိုပေါက်ကွဲထွက်လာတာ
အထက်ပိုင်းမှာရှိတဲ့ဆယ်ရဲ့ရေတကားကိုဖွင့်ချလိုက်ပြီးရေမျက်နှာပြင်ထိန်းညှိဖို့ရေတွေကိုလှုပ်ရှားလိုက်တာသူတို့ဒါကိုဘာသတိပေးချက်မှမရှိပဲလှုပ်ရှားလိုက်တာမင်းတို့မျိုးစေ့တွေနှစ်တန်း400ကျော်ရင်ဆိုင်ခဲ့ရတဲ့နွေရာသီအခြေအနေကလူသားတွေပြောင်းလဲလိုက်ပြီရေတွေကမင်းကိုကားတစ်စီးနဲ့တိုက်ကြလို့အချိန်ပြင်းပြင်းနဲ့ဝင်တိုက်တယ်မင်းကလွင့်စင်သွားပြီးလူလိတ်နေတယ်မင်းရဲ့အဆုတ်ထဲမှာလည်းရေတွေပြေနေပြီမင်းရေပေါ်တက်ဖို့ကြိုးစားပေမဲ့ရေစီးကအရန်တန်နေတယ်မင်းကြောက်ဆောင်တစ်ခုရဲ့အကြောင်းလေးကိုစောင့်မိသွားတယ်နောက်ထပ်အကြီးကွက်နှစ်ခုရေအောက်ထဲမှာပဲ့ထွက်သွားပြန်တယ်မင်းကကုန်းပေါ်ကနေလှည့်ရဲတစ်ပြက်ကြီးရေကြီးမှုထဲမှာရေနစ်နေရတယ်မင်းရဲ့ရှေးကြတဲ့အဆုတ်တွေကဒိုင်နိုဆောတွေမတိုင်ခင်ကတည်းကရှင်တန်ခဲ့တဲ့ပုံစံပဲဒါကြောင့်ရေနစ်တာကိုမခံနိုင်ပဲမင်းအတွက်ကရေတိမ်တိမ်လေးပဲလိုအပ်တာရေစီးက4မိနစ်အတွင်းမင်းကိုဂိုက်300အထိတည်ဆောင်သွားတယ်ပြီးတော့အသစ်ဖြစ်လာတဲ့ရေအိုင်တွေကိုပြစ်ရှာလိုက်တယ်မင်းကရွှွနေတဲ့မှာဇောက်ထိုးကြီးဖြစ်နေတယ်မင်းရဲ့အဆုတ်ထဲမှာရေတွေပြေနေပြီမင်းကအသက်ရှူဖို့ကြိုးစားတယ်နောက်တစ်ချိန်ထပ်ပြီးမကြိုးစားနိုင်တော့ဘူးဘာမှမရှိတော့ဘူး2ပေလောက်ရှိတဲ့မိချောင်းလေးတစ်ကောင်မင်းဘေးကဖြတ်ကူးသွားတယ်မင်းကိုကြည့်ပြီးသူစားဖို့တောင်မတန်ဘူးလို့တတ်မှတ်လိုက်ပုံပါပဲမင်းကတော့တေဆုံးသွားပါပြီလူတွေရဲ့လုပ်ရကြောင်းမင်းကရေနစ်ပြီးတေဆုံးခဲ့ရတာမြင်းရဲ့အထက်ပိုင်းမှာတော့ဆယ်ရီတိဆောက်ပြီးရေလွတ်မှုအောင်မြင်ကြောင်းမှတ်တမ်းစာအုပ်မှာမှတ်ထားလိုက်တယ်မြင်းအောက်ပိုင်းမှာတော့9ကောင်ကြီး9000ကျော်လောက်ကတေဆုံးကုန်ပြီမင်းကညီကိုတွေအချင်းချင်းပြန်စားတဲ့ရန်ကနေလွတ်မြောက်ခဲ့တယ်ပင်ရင်းငတ်နဲ့ကြားငါရဲ့ရှောင်းမြောင်းတိုက်ခိုက်မှုကိုလွတ်မြောက်ခဲ့တယ်မြို့ပွားချင်းကြရှုံးမှုနဲ့ပူပြင်းတဲ့ရွှွညင်ပေါ်မှာနိုင်60ကျော်ကြာလမ်းလျှောက်ခဲ့ရတာတွေကိုကြော်ဖြတ်ခဲ့တယ်ဒါပေမဲ့မင်းကိုတခုတည်းသောအရာကတတ်လိုက်တယ်မင်းရဲ့နှစ်ပေါင်းတန်း400ကျော်ရှိတဲ့ဆင်းသက်လာမှုမှာမမြင်ဘူးတဲ့အရာပဲလူသားတွေကမိုးရွာမဲ့အချိန်စရာကိုပြန်စီစဉ်လိုက်တာပဲနောက်ဆုံးမှာတော့လူသားတွေကရေလွတ်ရှင်ပြောင်းလိုက်လို့မင်းတိတ်ဆုံးခဲ့ရတယ်အရှာစိတ်ဝင်စားဖို့ရာအကြောင်းအရာတွေတင်ဆက်ပေးဦးမှာမို့ကျွန်တော်ရဲ့ channel ကို like and subscribe ပေးခဲ့ပါဦးအားလုံးကိုကျွန်တော်ရှင်းပါတယ်